ကျွန်တော်ကျွန်မတို့ဒီတရားဥပဒေရရွေးရောက်ပြီးအိမ်တော်မှမရှိတော့လောလောလတ်လတ်ရှိကြသူများဖြစ်ကြောင်းအသီးသီးဝန်ခံကလေးပြုပြောဆိုကြပြီးတဦးနဲ့တဦးမေတ္တာတောက်ပြီးပြင်နေကြသူများတရားဝင်ကျင်းများပြလူကြီးရှင်ကြအတူတော်ပေါင်းသိနေထိုင်ကြတဲ့ဖြင့်ဤထိတ်များမင်္ဂလာပရိသစ္စာပြုတော်ကိုတရားစီရင်မင်းနဲ့ဂုဏ်တည်ရှိအတိတ်တည်းလူချင်းများ၏ရှေ့မှောက်၌ကျွန်တော်ကျမတို့ကိုမိမိတို့၏စိတ်ဆန္ဒတွေသဘောတူလက်မှတ်ရေးထုတ်ကြပါသည်ဒီကနေ့မြန်မာတက္ကရာ1389ခုနှစ်ကဆုံလပြည့်ကျော်9ရက်ခရစ်တက္ကရာ2025ခုနှစ်မေလ18ရက်တနင်္ဂနွေနေ့မင်္ဂလာချိန်ခါနာ၏ကြားရောက်ပြီးဖြစ်ပါသောကြောင့်မင်္ဂလာမောင်နှံစုံတို့ကိုဂုဏ်ပြည့်ရှိလူချင်းများအားလုံး၏ရှေ့မှောက်သို့ပွဲထုတ်ရန်ချိန်ခါနာ၏ကြားရောက်ပြီးဖြစ်ပါလေခင်ဗျာ이렇게 너를 다시 불러보네 잊고 있던 맘도ကျွန်တော်မောင်ကောင်းပြည့်စုံရင် ကျမမတနာဘူးလို့ဒီတို့ထိမ်းများမင်္ဂလာဂရိပစ္စာပြပါဘူး ထုတ်ဆိုရတာရည်သူတူတယောက်မှာသွေးဆောင်ဖျားအောင်ခြင်းတိုက်တွန်းခြင်းနိုင်ထက်စေခိုင်းခြင်းမိမိတို့၏လွတ်လပ်သောသဘောဆန္ဒများအရအတိတ်တည်းလူကြီးရှေ့မှောက်ပြီးနှစ်ဦးနှစ်ဖက်ဂရိပြု၍တရားဝင်ကျင့်နေများဖြင့်အတူတကွပေါင်းတင်နေထိုင်ကြမည်ဖြစ်ကြောင်းကိုဒီနေ့မှစ၍အတိနဲ့ခဏပြောဆိုခြင်းပါ